တင်းရွက်တွေတအီအီလောက်ခါနေတဲ့တာယာငိမ့်ရဲ့နဲ့ဒေါအုပ်လေးတစ်ခုမှာရှင်းမိသားစုတစ်စုဟာတစ်ပင်အိမ်လေးထဲမှာပျော်ရွှင်စွာနေထိုင်ကြပါတယ်။နေ့တိုင်းသူတို့ဟာတစ်တီးအခွန်မတွေစုဆောင်းပြီးတစ်ကိုင်းတွေပေါ်မှာစော့ကစားကြတယ်။နေတာတဲ့မနက်ခင်းတစ်ခုမှာကြားအုပ်စုတစ်စုဟာရှင်းတွေရဲ့တစ်ပင်ကိုတွေးရှိခဲ့ကြတယ်။ငါတို့အိမ်အစ်စ်ထွက်နေရကောင်းမယ်လို့ပြားတကောင်ဟာပျော်ရွှင်စွာတုပ်ဝီဝီမြည်ဟိန်းလိုက်တယ်။ဒါနဲ့သူတို့ဟာပြားအောင်ကိုတစ်ကိုင်းပေါ်မှာစတင်တိဆောက်ခဲ့ကြတယ်။ရှင်းတွေပြားအောင်ကိုမြင်တဲ့အခါသူတို့မျက်လုံးတွေပြူးကျဲသွားတယ်။အိုးမဟုတ်သေးပါဘူး။မေမေရှင်းကသူ့ကလေးတွေကိုရင်ခွင်ထဲဖတ်ထားရင်ပြောလိုက်တယ်။ဒီပြားတွေငါတို့အပြင်ထွက်ရင်တုတ်လိမ့်မယ်။ငါတို့ဘလို့လုပ်ကြမလဲ။ရှင်းလေးတွေဟာသူတို့အိမ်ကနေမထွက်ရဲတော့ပါဘူး။ရှင်းတွေကပြားတွေကိုဘလို့ထွက်သွားအောင်လုပ်ရမလဲဆုံးဖြတ်လိုက်ကြတယ်။သူတို့ဟာဝတ်တစ်ချတီးနဲ့ထင်းရှူးစီတွေကိုစုပြီးပြားအောင်စီပြစ်ပေါက်ကြတယ်။ပြားအိမ်နဲ့ပြားတွေသွားကြသူတို့ခေါ်တယ်။ပြားတွေကငါတို့ကိုဘာလို့ပစ္စည်းတွေနဲ့ပြစ်ပေါက်နေတာလဲလို့တွေးမိတယ်။ငါတို့တိဆောက်ဖို့အရန်စူးစမ်းခဲ့ရတာကိုရက်တွေတော့အကုန်လုံးသွားတယ်ရှင်းတွေကိုပြားတွေကပါနှစ်ဖက်လုံးဘယ်သူမှမပြောင်းကျင်ကြဘူးရှင်းတွေဟာသူတို့ရဲ့တစ်ပင်အိမ်ထဲမှာဝမ်းနေပြီးပိတ်မိနေတယ်လို့တောင်ခံစားရတယ်သူတို့ဘာလို့ငါတို့ကိုမကြိုက်တာလဲမိုးရွာတဲ့တနေ့မှာတစ်ရွက်တွေပေါ်မိုးဆက်တွေတဖြောက်ဖြောက်ကြတော့ဝမ်းဝင်ကြီးတကောင်တစ်တော်တည်းရောက်လာတယ်ဟမ်ငါပြားရည်နှံကိုရတယ်သူတစ်ပင်ကိုတအီအီရှောက်သွားတော့ဘိုက်ထဲကတကွီကွီမြည်လာတယ်ဝမ်းဝင်ကြီးဟာပြားအောင်စီတက်ဖို့စတင်လိုက်တယ်သူ့လက်သေးတွေကတစ်ပင်ပင်စီကိုဖမ်းဆုပ်ထားတယ်ပြားတွေကအိမ်ပတ်လင်မှာဝဲပြန်နေတယ်ဝမ်းဝင်ကငါတို့ရဲ့ပြားရည်ကိုလိုချင်တာပြားဘရင်မကပြောတယ်ငါတို့အိမ်အန်ရီကြရောက်နေပြီရှင်းတွေကဗရင်ပေါက်ကနေဝဝဝင်ကြီးပြားအောင်စီလက်လန်းတာကိုကြည့်နေတယ်သူတို့ဟာပြားတွေကိုကြောက်ပေမဲ့ဝဝဝင်ကြီးကိုသူတို့ရဲ့အိမ်ကြီးချင်းအိမ်ကိုဖျက်ဆီးခွင့်မပေးနိုင်ဘူးငါတို့သူတို့ကိုကူညီရမယ်အလယ်မြန်မဲသူတို့ဟာတတိခွန်မာတီးတွေကိုစုပြီးဝဝင်ကြီးကိုပြစ်ပေါက်ကြတယ်ပြားတွေကိုထားခဲ့လိုက်ဝဝင်ကြီးကသူ့နှာခေါင်းနဲ့ကြောဘက်ကိုမှန်တဲ့အခွန်မာတွေကြောင့်အံ့ဩသွားတယ်ဒီပြားရည်အတွက်ဒီလောက်ဒုက္ခများရတာမတန်ပါဘူးစိတ်အနှောက်အယှက်ဖြစ်ပြီးစိတ်ပြတ်စွာပြန်ဆင်းလာပြီးတခြားလွယ်တဲ့အစားအသောက်ရှာဖို့ပြန်ထွက်သွားပါတော့တယ်ဝဝင်ကြီးထွက်သွားတော့ပြားဘရင်မကရှင့်တွေရဲ့ဂရင်းပေါက်စီကိုပြန်တန်းလာပြီးငါတို့အိမ်ကိုတည်တင်ပေးတာကျေးဇူးတင်ပါတယ်မင်းတို့ကြောက်နေတာတော့ငါတို့ကိုကယ်တင်ခဲ့တယ်ငါတို့ချင်းချင်းအိမ်ကြီးကောင်းတွေဖြစ်နိုင်ရဲ့ဆိုတာမသိခဲ့ဘူးရှင်းတွေကလည်းပြုံးပြီးခုတော့ငါတို့ချင်းချင်းကူညီနိုင်တာကိုသိသွားပြီဒီလိုနဲ့ပြားတွေပေါ်ကြောက်ရွံ့မှုတွေတဖြည်းဖြည်းပျောက်လာတယ်ဒီနေ့ကစပြီးရှင်းတွေနဲ့ပြားတွေဟာတငယ်ချင်းတွေလိုအတူနေထိုင်ကြတယ်ပြားတွေကတစ်ပင်စီအန်နီယယ်ပေးတဲ့အင်ဆက်တွေကိုဝေးဝေးမှထားပေးပြီးရှင်းတွေကပိုကြီးတဲ့အန်နီယယ်ကိုစောင့်ကြည့်ပေးတယ်ဒီလိုနဲ့အိမ်ကြီးချင်းနှစ်ဖက်လုံးပျော်ရွှင်စွာနေထိုင်ကြတယ်